page maker ထဲမှာတာရိုက်ထားတယ်။နောက်ကစလုံးထပ်ရိုက်ထားလေးနော်။အဲ့ဒါလေးရိုက်ချင်တယ်ဆိုရင်ဒီလိုလုပ်ရမယ်ဆိုတော့ခု to ရွေးထား။ရွေးပြီးရင်စာရွက်ထဲမှာဒီလိုတောင်းပြလေးဆွဲလိုက်။ပြီးတော့ရင် control 1 ချက်။နောက်ဒီ time roman မှာ win font ရိုက်ရမှာ။အဲ့တော့ WIN win researcher ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် win inwa ပဲဖြစ်ဖြစ် win amarapura ပဲဖြစ်ဖြစ်ရတယ်နော်။ပြီးရင် size လေးကိုပုံမှန်တော့16လောက်ထားလိုက်မယ်16 18ပေါ့နော်။ပြီးရင်တော့ဒီအောက်မှာ character map ကိုခေါ်ထားလို့ရတယ်။ဒီ map ဘလူးလေးမှာနှိပ်ပြီးတော့ CHERME ဒါဆိုဒီမှာ character map လေးထွက်လာလိမ့်မယ်။အဲ့တော့ character map ထဲမှာကြာရင်တော့ကိုကဒီမှာ win font နဲ့ရိုက်ထားတဲ့ character map ထဲမှာလည်း win inwa ကိုရွေးပေးရမယ်နော်။အဲ့ထဲမှာကသူကတာရိုက်ထားတာပဲ။ဒါလေးကိုနှိပ် select map ပြီး copy ပြီးသွားရင်လိုချင်တဲ့နေရာမှာထားအဲ့လိုချင်တဲ့နေရာသည်ဘာဖြစ်ရမလဲဆိုရင်စောစောက win font ဖြစ်ရမယ်။လိုချင်တဲ့နေရာမှာထား insertion point ထားပြီး size ကိုလည်း18လောက်ပြင်ထားနော်။ပြီးရင် edit ထဲက paste နဲ့သွားလိုက်။အပေါ်မှာ edit ထဲက paste ဒီလို box လေးကြာလိုက်ခဏစောင့်ပေးရမယ်။နောက်ထပ် okay နဲ့ထပ်ထွက်နော်။ဒါဆိုရင်တော့ font လေးရသွားမယ်ပေါ့။နောက်ကစာလုံးထပ်ချင်တယ်စာလုံးဆိုရင်စာလုံးဆိုတော့စာလုံးထပ်ဖို့ဆိုရင်စောစော character map ထဲကိုပဲသွားလိုက် character map ထဲမှာဒီမှာစာလုံးထပ်တဲ့စာလုံးလေးရှိလိမ့်မယ်ဒီမှာဒါဆိုရင်ဒါကိုချဒီနားလေးမှာလိုက်ရှာကြမယ်ဒီမှာစာလုံးဒါမဲ့ဒီစာလုံးက U စာလုံးအောက်ကစာလုံးထပ်ချင်တဲ့စာလုံးဒါဆိုရင်အောက်စာလုံးလေးကနည်းနည်းလေးသေးတဲ့စာခွဲဒီမှာစာလုံးထပ်တဲ့စာလုံးလေးတွေ့ပြီနော်အဲ့စာလုံးလေးနှိပ်ပြီးသွားရင် select ဒီရှေ့ကငကူခေါ်ထားတဲ့ဟာလေးကိုဖြတ်လိုက်အောင်ပြီးသွားရင် select လုပ်လိုက်အခုရွေးထားတဲ့ဟာလေးစာလုံးကိုရွေးပြီး select လုပ်လိုက်တာနဲ့ select လုပ်တာဒီမှာစာလုံးသေးသေးလေးဝင်သွားတယ်ပြီးရင် copy ယူပြီးရင်အဲ့လိုတော့ရင်မတော့ရင်ဒီမှာတုံးထားတယ်order နဲ့3246တဲ့ keyboard က order နဲ့ numeric keypad ဘက်က3246ကိုသုံးပါတယ်ဒါပေမဲ့တချို့ကျတော့ keyboard က3246 numeric keypad မပါတာမျိုး15 monitor က15.6ပို့တာမျိုးကြာ numeric keypad မပါဘူးเนาะတချို့ laptop ကြာအဲ့လိုဟာမျိုးကြာရင်တော့အခုဒီနည်းပုံစံလေးအတိုင်းပဲ copy ကူပြီးတော့ဒီဘေးမှာ insertion point ထားပြီးသွားရင် edit ထဲက paste နဲ့ခေါ်ချလိုက်ဆိုစာလုံးလေးရလာတယ်ဒီမှာစာလုံးကတော့ဒီအပေါ်စာလုံးကသူဒီဘယ်လောက်ရှိလဲဆို 13.5 အောက်စာလုံးကတော့ 8.5 ပဲရှိတယ်နော်ဒါဆိုအောက်စာလုံးလေးကိုနောက်ထပ် shift နဲ့မှတ်လိုက်အောက်စာလုံးလေးကို shift မှတ်ပြီးရင်စာလုံးရဲ့ size လေးပြင်ဖို့လိုတယ်အဲ့တော့နှစ်ခုစလုံးမှတ်လိုက်မယ်နောက်မှနေဒါ shift key ကိုဖိထားအချိန်မှာ right arrow key ကိုပါသုံးတာနော်ပြီးရင်ဒီမှာကိုလိုချင်တဲ့ size က18 page နဲ့ဆိုရင်18ဒီ box ထဲမှာရိုက်ထည့်ရမယ်18ဒါဆိုခုဒီ box ထဲမှာ18လို့ရိုက်လိုက်ပြီနော်ပြီးတော့ရင်တော့ enter ခေါက်လိုက်ဒါဆိုရင်ဒီအောက်ကစလုံးလေးက18 size မရဘဲနဲ့အပေါ်စလုံးလေးကပဲရသွားတယ် right arrow နဲ့မစာလုံးလေးနော် right စာလုံးလေးကို select မှတ်ပြီးတော့ကိုက18 size ပြောင်းမယ်ဆိုရင်ဒီပုံမှာ select မှတ်18ဒါခါဒါမှာ size က18ရကိုလိုချင်တဲ့ size ကိုပြောင်းပြီးရင်ဒီရှင်းနေရာလေးမှာဗာလေးထည့်မယ်ဆိုကိုကစာလုံးထည့်ချင်တာစာလုံးကပြီးရင် delete နေလိုက်ရှင်းပြင်ကတ်သွားတာနော် best way နေဆိုဟိုစာလေးပေါ်လိမ့်မယ်အဲ့တော့စာလုံး delete ဒါဆိုစလုံးကအပေါ်အောက်ထပ်သွားမန်ဘလူးနဲ့ချက်ပြပေးမယ်မန်ဘလူးကိုနှိပ်ပြီးတော့ဒီမှာနော်ဒါဆိုစာလုံးထပ်တာလေးရသွားပါလိမ့်မယ်